ရောက်ရှိနေပါတယ်စင်ကိုထွက်လာတော့သွားဆက်လို့ရှိတယ်ဝမ်းရအတွက်မငြင်းညူဘူးလေပြောရမှမနေရလို့အောင်မလျှော့ပါဘူးလေဘိုးရောင်းမှာဘယ်လိုအရင်လိုမိသားစုလေးတမေးဝိုင်းမှာလူတွေမဆောင်တော့ပဲစိတ်ဓာတ်မကြပါဘူးအပြည့်စုံတဲ့ဘဝကံတရားကိုအပြည့်လို့မမြင်ခဲ့ပဲအပြည့်မတင်ပါဘူးလေရင်ရွယ်ချက်ပြလာတဲ့တနေ့အရောက်ပြန်มาပါဒါနေဝေးရနေဘန်မာလို့ရတဲ့အချိန်နဲ့ရောက်ရှိနေပါတယ်။မာပြီခင်ဗျာ။ဘန်တော့မှန်သားနေပါပြီ။သူရဲ့ရောက်ပါချင်တော့တွန်းပါပြီခင်ဗျာ။ချာပြီးပါနိုင်တဲ့โอเคပကူရနေ။ဒါမကိုကြုံလားနားတယူအောင်